ဒီနေ့စူဇန်ဆိုင်မှာမုံ25ပွဲအော်ဒါလေးရှိလို့အဲ့အားလေးတစ်ချက်သွားကြည့်ဖြစ်တယ်ကြည့်ပြီးတော့နေ့လည်ရောက်တော့ဘိုင်ရန်စာနေလို့လိုင်းပေါ်မှာအရင်နာမည်ကြီးနေတဲ့ Morning Tea House ကပစုံဖတ်ထုတ်စီချက်လေးသွားစားမှာပဲဖြစ်ပါတယ်ဆိုင်ကသွား Time City မှာလည်းရှိရယ် Manly မှာလည်းရှိရယ် Yangon မှာလည်းရှိရယ်ပေါ့ဇန်ကတော့ခု Time City branch ကိုသွားနေရပဲဖြစ်ပါတယ်ဘိုင်ရန်စာနေရော်လေးဖုန်းဆက်ပြီးတော့ပစုံဖတ်ထုတ်စီချက်ကိုကြိုမှားထားတယ်အဆက်နဲ့မှားထားပါတော့အခုဆိုင်ကိုရောက်ပါပြီဒါဇန်ဖုန်းဆက်ပြီးမှားထားတဲ့ပစုံဖတ်ထုတ်စီချက်လေးပါစီကြီးဆိုင်မှာလေခန့်ခေါက်ဆွဲစန်စီမီးရှေဂျုံခေါက်ဆွဲဖတ်တော်ဂျုံပြားကြီးဂျုံလက်ဂျုံစီချက်ခေါက်ဆွဲသားမျိုးစုံနဲ့စားလို့ရတယ်တက်ပေါင်းအမဲသားစိန်ဝက်သားဖောက်ခေါက်ဆွဲတွေပါရတယ်ဒီဆိုင်မှာသဘောကျတာလေတူကဝါတူလေးတွေလေးပေးထားတယ်ရိုးရိုးတူလေးပေးရအခုတော့သူတို့ချပေးရဲ့ပစုံဖတ်ထုတ်စီချက်အဆက်လင်းကိုနေပြီးတော့စားလိုက်ပါအောင်မယ်အနံလေးကလည်းမှုရင်းနေရပဲတစ်ခါမှတော့ပစုံဖတ်ထုတ်ကိုမစားဘူးခုစားကြည့်ပါမယ်ဖတ်ထုတ်ရွယ်ပပလေးထဲမှာပစုံရဲ့ fresh ဖြစ်နေမှုလေးကထုထုနဲ့ရမ်းစားလို့ကောင်းပါတယ်ဒါမဲ့လေတခုလုံနေတာကတက်ကြီးရဲ့သူတွေအတွက်လောက်ဆိုတော့အဆင်ပြေမယ်စံတို့လိုလူငယ်ပိုင်းနေကြတော့အရသာကိုယ့်ကိုပြင်စားရတယ်နည်းနည်းလေးပေါ့တယ်ပြီးတော့အဆက်အဟတ်လေးနည်းနည်းလိုတယ်လို့မြင်မိရပေါ့နော်လူကြီးတွေအတွက်ကတော့ပေါ့စားတတ်တဲ့သူတွေအတွက်ဆိုပိုပြီးအဆင်ပြေသေးမယ်အခုစားတွေရှောက်တဲ့ငရုတ်တီးကြုံလေးတွေထဲဟိုဆက်လားဆိုတော့လည်းအရင်မဆက်ဘူးအဲ့လိုချင်လေးလဲလိုတယ်ချင်လဲမပေးဘူးဒါဆိုအီးပြောင်းလို့ပင်ဖိန်ချင်လေးမှာထားတာဒါကဝတ်သားကင်ဂျုံစီချက်ပေါ့နော်အဲ့ဒါလေးမဝသေးလို့ထပ်မှာတာခောက်ဆွဲသားလေးကတော့အီးလေးနဲ့စားလို့ကောင်းပါတယ်သူဟင်းချိုလေးတွေတော့ပေးတယ်ဟင်းချိုလေးတွေကတစ်ခုနဲ့တစ်ခုပွဲတွေကမတူဘူးတစ်ခုကကျတော့ပဲလိမ့်နဲ့ချက်တာဒီကတော့ရိုးရိုးချက်စွပ်ပြုတ်ပေါ့နော်အချင်းလေးပေးရင်ပိုကောင်းမယ်လို့ထင်တယ်ပြီးတော့အဆက်အဟက်လေးနည်းနည်းလွယ်လို့တော့ဇန်ခံစားမိပါတယ်ဇန်ခောက်ဆွဲအရင်ကြိုက်တဲ့သူဆိုခောက်ဆွဲဆိုင်တော်တော်များများမှာစားမှုရရင်တည်းကရန်ကုန်မှာရှိတဲ့ဆိုင်တွေလည်းရှိရပေါ့နော်သူကအဆက်အဟက်လေးတွေရန်ကုန်သားတွေအကြိုက်ပေါ့နော်လုပ်ပေးထားတာဆိုတော့အဆင်ပြေဒီဟာလေးကတော့နည်းနည်းလေးပေါ့တယ်လို့ခံစားလို့personally ရတိတ်ပြီးတော့မကြိုက်တာပါရန်ကုန်ကတခြားဘယ်ခောက်ဆွဲဆိုင်ရာခောက်ဆွဲတွေကိုကြိုက်ကြလဲမှတ်ပေးချအောင်နော်